ကဘာပေါ်မှာအမျိုးသားဥယျာဉ်အနည်းဆုံးနိုင်ငံတွေကဘယ်လိုနိုင်ငံတွေလဲဆိုတာခင်ဗျားတို့တွေးဖူးကြပါသလားဒီစရင်ရဲ့ပထမဆုံးနေရာမှာရှိတဲ့နိုင်ငံမှာဆိုရင်အမျိုးသားတစ်ယောက်တည်းကိုအမျိုးသမီးများစွာကတပြိုင်နက်တည်းဝိုင်းဝန်းချင်းကပ်ကြပါတယ်ပစ္စမနေရာမှာရှိနေတာကတော့အက်စတိုးနီးယားနိုင်ငံဖြစ်ပါတယ်ဒီနိုင်ငံမှာအမျိုးသမီး100မှာအမျိုးသား88ယောက်သာရှိပါတယ်ဒေသခံအမျိုးသမီးတွေဟာအများစုကရွှေအိုရောင်စပင်နဲ့အပြာရောင်မျက်လုံးတွေကိုပိုင်ဆိုင်ထားကြပါတယ်ဒါပေမဲ့သူတို့ရဲ့အလှကိုတန်ဖိုးဖြတ်ခံစားရဖို့ကတော့အင်မတန်ခဲယဉ်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီနိုင်ငံမှာအမျိုးသားတွေအလွန်အမင်းရှားပါနေလို့ပါပဲစတုထ္ထနေရာမှာရှိတာကတော့ဘယ်လာရုစ်နိုင်ငံဖြစ်ပါတယ်ဒီနိုင်ငံမှာတော့အမျိုးသမီး100မှာအမျိုးသား86ယောက်သာရှိပါတယ်ဒီမှာလည်းအမျိုးသားတွေဟာအလွန်အမင်းရှားပါနေတဲ့အတွက်အမျိုးသားတွေအတွက်တော့တကယ်ကိုပြေးလန့်ရှာရမယ့်အနေအထားပါပဲတတိယနေရာကတော့ရုရှားနိုင်ငံဖြစ်ပါတယ်ဒီနိုင်ငံမှာလည်း100မှာအမျိုးသား86ယောက်ပဲရှိပါတယ်ရေပူရအဖြစ်အမျိုးသမီးတွေဟာအထူးသဖြင့်အသက်50ကျော်သွားရင်အမျိုးသားတွေထပ်ပိုပြီးအသက်ရှည်ကြပါတယ်ဒါကြောင့်အချို့ဒေသတွေမှာဆိုရင်အမျိုးသမီးဥယေကအမျိုးသားတွေထက်20နီးပါးလောက်များနေပါတယ်ဒုတိယနေရာကတော့လစ်သူယေးနီးယားနိုင်ငံဖြစ်ပါတယ်ဒီနိုင်ငံမှာတော့အမျိုးသမီး100မှာအမျိုးသား85ယောက်ရှိပါတယ်ဒီကြားမှာမညီမျှမှုကတော့လူကြီးပိုင်းတွေကြားမှာပိုလို့တောင်သိတာထင်ရှားပါတယ်ကျန်းမာရေးပြဿနာတွေနဲ့မကောင်းတဲ့အလေးထားတွေကြောင့်အမျိုးသားတွေဟာအမျိုးသမီးတွေထက်အသက်တိုးကြပါတယ်နောက်ဆုံးအနေနဲ့ပထမနေရာမှာရှိတဲ့နိုင်ငံကတော့လက်ဗီးယားနိုင်ငံဖြစ်ပါတယ်ဒီမှာတော့အမျိုးသားတွေဆိုတာတကယ်ကိုရှားပါပစ္စည်းတစ်ခုလိုဖြစ်နေပါပြီတကူရေအမျိုးသားတစ်ယောက်ဟာအမျိုးသမီးတွေရဲ့အာယုံဆိုင်မှုကိုချက်ချင်းလိုဆွဲဆောင်နိုင်ပါတယ်စော်မရှိလို့ညီးတွားနေတဲ့တငယ်ချင်းတွေအတွက်တော့ဒီနိုင်ငံတွေကသွားဖို့တကယ်ပဲစဉ်းစားသင့်တဲ့နေရာတွေပါပဲဗျာ